င်္ဂလာပါခင်ဗျာ2013ခုနှစ်ဩဂုတ်လ1ရက်ကြာသပတေးနေ့ RVC ရဲ့မြန်မာပိုင်းသတင်းအစီအစဉ်စတင်နေပါပြီခင်ဗျာရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကခေါင်းဆောင်တွေပါဝင်တဲ့ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ပြည်သူ့လွှတ်တော်အမတ်ဦးရွှေမောင်အပါအဝင်ရိုဟင်ဂျာမွတ်စလင်အတိုင်းဝိုင်းကခေါင်းဆောင်တွေအတူထိုင်ပြီးပထမဆုံးအကြိမ်ရခိုင်အရေးပြောဆိုခဲ့ကြကြောင်း BBC မြန်မာပိုင်းသတင်းမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံကိုရောက်နေတဲ့ဗြိတိရှအောက်လွှတ်တော်ဥက္ကဋ္ဌဂျွန်ဘာကိုနဲ့ဒီကနေ့နေ့လည်ကတွေ့ဆုံရမှာအခုလိုပြောဆိုခဲ့ကြတာဖြစ်ပါတယ်ဒီကနေ့တွေ့ဆုံရမှာဂျွန်ဘာကိုကရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ဘယ်လိုအကောင်းဆုံးအဖြေရှာနိုင်မလဲဆိုတဲ့ကိစ္စအပေါ်ရခိုင်နဲ့မွတ်စလင်အဖွဲ့တွေစီကအကြံဉာဏ်တွေကိုမေးမြန်းခဲ့တာဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကအထွေထွေအတွင်းရေးမှူးဦးဟူလာစောကပြောပါတယ်။နှစ်ဖက်ပြောကြားချက်တွေနဲ့တကယ်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အငြင်းပွားစရာကိစ္စတွေကိုမေ့ထားပြီးလောလောဆယ်ဒုက္ခရောက်နေသူတွေအတွက်လုပ်ငန်းတွေလုပ်ကြမယ်ဆိုတဲ့အပိုင်းကိုသူတို့သဘောတူကြတယ်လို့သိရပါတယ်။ဗြိတိရှအောက်လွှတ်တော်ဥက္ကဋ္ဌဂျွန်ဘာကိုကနှစ်ဖက်အယူဆတွေကိုနားထောင်ခဲ့ပြီးနှစ်ဖက်ကြားဝင်စေ့စပ်ညှိနှိုင်းပေးမဲ့တတိယအဖွဲ့တစ်ခုများလိုမလားလို့မေးမြန်းခဲ့ရမှာမွတ်စလင်တွေအဖွဲ့ကလိုမယ်လို့ပြောခဲ့ပြီးကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလွှတ်တော်အမတ်ဦးရွှေမောင်ကတော့ဒါဟာနိုင်ငံတော်ကအဓိကထားစဉ်းစားရမှာလို့ပြောကြားခဲ့တယ်လို့ဆိုပါတယ်။တတိယအဖွဲ့ဟာဝင်ရောက်ဆွတ်ဖက်တဲ့အဖွဲ့မျိုးမဖြစ်သင့်ပဲမျှမျှတတသဘောထားရှိသူတွေပါဝင်တဲ့အဖွဲ့မျိုးဖြစ်သင့်ကြောင်းဒါပေမဲ့အဓိကကတော့ဒီလိုအဖွဲ့မျိုးလိုမလို့နိုင်ငံတော်ကသာဆုံးဖြတ်ရမှာဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကအထွေထွေအတွင်းရေးမှူးဦးလှစောကပြောပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌဂျွန်ဘာကိုကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ဘာသာရေးဆိုင်ရာအကြမ်းဖက်မှုနဲ့အမုန်းတရားတွေဆက်ဖြစ်နေရင်လွန်ခဲ့တဲ့နှစ်နှစ်ကရယူဖော်ဆောင်ထားတာတွေကိုထိခိုက်လာနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ရန်ကုန်တက္ကသိုလ်စိန်ရတုခမ်းမမှာလူငယ်တွေပါဝင်တဲ့မြန်မာပြည်သူတွေကိုပြောတဲ့မိန့်ခွန်းထဲမှာထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအပြောင်းအလဲတွေပါဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးရေးအခြေခံဥပဒေပြင်ဆင်ရေးဖက်ဒရယ်ကိစ္စနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကြောင်းလည်းပြောသွားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့အမြင်ဘယ်လိုရှိတယ်ဆိုတာကိုပါအကျယ်တဝင့်ထည့်သွင်းပြောကြားသွားပါတယ်။ဂျွန်ဘာကိုကမိနစ်40ကြာသူ့မိန့်ခွန်းမှာရိုဟင်ဂျာလို့ခေါ်တဲ့မြန်မာနိုင်ငံထဲကလူ၈သိန်းကိစ္စအတွက်1982နိုင်ငံသားဥပဒေကိုနိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီစမ်းစစ်ပြီးပြုပြင်ဖို့လွှတ်တော်နဲ့အစိုးရကိုတိုက်တွန်းသွားပါတယ်။မြန်မာအစိုးရရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ပြောခဲ့ရမှာလဲဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်တွေလွှတ်တော်ထဲရောက်နေတာပြီးခဲ့တဲ့လကလန်ဒန်မှာ88ကျောင်းသားခေါင်းဆောင်တွေကိုတွေ့ခွင့်ရပြီးနိုင်ငံရေးနဲ့လူ့အဖွဲ့အစည်းအတွင်းမှာသူတို့ပါဝင်ဆောင်ရွက်နေတာဟာမြန်မာနိုင်ငံရေးပြောင်းလဲမှုရဲ့ထူးခြားတဲ့လက္ခဏာလို့မစ္စတာဂျွန်ဘာကိုကပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအပြောင်းလဲခီးရှည်ကြီးဟာအခုမှအစပဲရှိသေးပြီးလက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုင်ငံကဖိနှိပ်တဲ့ဥပဒေတွေကိုပြင်ဖို့ပြည်ထောင်ဘက်ကဝမ်းမြောက်ဝမ်းသာပံ့ပိုးလိုတယ်လို့လည်းပြောခဲ့ပါတယ်။အခုရန်ကုန်တက္ကသိုလ်ကိုလာရောက်ဟောပြောတဲ့မစ္စတာဂျွန်ဘာကိုဟာပြည်ထောင်အောက်လွှတ်တော်မှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့မိန့်ခွန်းပေါင်း300ကျော်နဲ့မိန့်ခွန်း5ခုကိုလွှတ်တော်မှာတင်သွင်းခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာလူငယ်တွေရဲ့မေးမြန်းမှုတွေကိုလည်းရှင်းရှင်းလင်းလင်းဖြေကြားခဲ့ကြောင်း BBC မြန်မာပိုင်းသတင်းမှာဖော်ပြထားပါတယ်ခင်ဗျာ။အင်ဒိုနီးရှားနိုင်ငံကထိန်းသိမ်းရေးစခန်းတစ်ခုမှာပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တွေနဲ့ရိုဟင်ဂျာတွေကြားခတ်ရန်ဖြစ်မှုလူသေဆုံးမှုအတွက်ရိုဟင်ဂျာ14ယောက်ကိုမနေ့ကရုံးတင်စစ်ဆေးခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဆူမားထရာပြည်နယ်မှာရှိတဲ့ထိန်းသိမ်းရေးစခန်းတစ်ခုမှာမြန်မာနိုင်ငံကနေလေစီးထွက်ပြေးလာပြီးတော့အင်ဒိုနီးရှားကန်ယူရန်စောင့်တပ်တွေဖမ်းဆီးခဲ့တဲ့ရိုဟင်ဂျာ100ကျော်နဲ့တရားမဝင်ငါးဖမ်းမှုနဲ့ထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်17ဦးကိုအဲ့ဒီမှာအတူထိန်းသိမ်းထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့တုန်းကနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပြီးဗုဒ္ဓဘာသာဝင်10ဦးသေဆုံးပြီးတော့မွတ်စလင်ရိုဟင်ဂျာ15ဦးထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ကျန်ဗုဒ္ဓဘာသာဝင်3ဦးကတော့အထိခိုက်မရှိဘဲလွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဘာသာရေးအကြမ်းဖက်မှုတွေပေါ်အခြေခံပြီးစကားများရာကနေအခုလိုအပြန်အလှန်ရန်ပွဲတွေဖြစ်လာတာလို့အင်ဒိုနီးရှားရဲတွေနဲ့ထိန်းသိမ်းရေးစခန်းအကြီးအကဲကပြောပါတယ်။ရှင်းနေတွေကတော့ထိန်းသိမ်းခံရိုဟင်ဂျာအမျိုးသမီးတို့ကိုဗုဒ္ဓဘာသာဝင်တန်ဃာတွေကထိပါနှောက်ယှက်ခဲ့တာကြောင့်လို့တရားရုံးကိုရှောက်ခဲ့ပါတယ်။အဲ့ဒီအကျဉ်းထောင်အတွင်းရန်ပွဲနဲ့ပတ်သက်လို့မွတ်စလင်ရိုဟင်ဂျာ14ဦးကိုတော့အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဆူမားထရာပြည်နယ်ကမီဒန်းခရိုင်တရားရုံးမှာမနေ့ကရုံးထုတ်စစ်ဆေးထားပါတယ်။သူတို့ကိုပြစ်မှုထင်ရှားရင်ထောင်ဒဏ်12နှစ်အထိချမှတ်နိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းတွေမှာမိုးတဲထန်ပြီးရေကြီးခဲ့တဲ့အတွက်တောင်းနဲ့ချီတဲ့ပြည်သူတွေဟာဒုက္ခသည်တွေဖြစ်ခိုလုံနေရသလိုအကူအညီထောက်ပံ့တွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမိုးတဲထန်စွာရွာသွန်းခဲ့တဲ့အတွက်ကရင်ပြည်နယ်ထဲကမြို့နယ်9မြို့နယ်မှာရေကြီးခဲ့ပြီး
ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့ကယာယီခိုလုံရေးစခန်း24ခုမှာတော့ဒုက္ခသည်1000ကျော်ခိုလုံနေတယ်လို့ဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့အဖွဲ့ကပြောပါတယ်။ဒီရက်ပိုင်းအတွင်းရေပြန်ကျခဲ့ပေမဲ့ဒုက္ခသည်တွေကအိမ်မပြန်နိုင်သေးသလိုအကူအညီတွေလိုအပ်နေတဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လုပ်နေရဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်ထိုင်းနိုင်ငံဘက်အချမ်းမဲဆောက်မြို့မှာလည်းရေကြီးတဲ့အတွက်ဘုံကြီးကျောင်းစက်ရုံနဲ့စာသင်ကျောင်းတွေမှာမြန်မာဒုက္ခသည်2000နီးပါးလောက်ခိုလုံနေရတယ်လို့ပြောပါတယ်။ကရင်ပြည်နယ်မှာလည်းရေဘေးကယ်ဆယ်ရေးစခန်း89ခုဖွင့်လှစ်ထားရသလိုရေဘေးဒုက္ခသည်2000ခွဲလောက်ကူညီကယ်ဆယ်ထားရတယ်လို့ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ဧရာဝတီတိုင်းတာပေါင်းမြို့နယ်ထဲမှာတော့ရေကြီးတဲ့ဒဏ်ကိုခံစားနေရပြီးအင်ဂျီ85ရာခိုင်နှုန်းလောက်ရေနစ်မြုပ်နေတဲ့အတွက်အိမ်အောင်စုပေါင်း150လောက်ဟာရေလွတ်ရာနေရာတွေမှာခိုလုံနေရတယ်လို့တွားရောက်ကူညီပေးနေတဲ့အဖွဲ့တွေကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မှာလည်းမိုးများတဲ့အတွက်ရေကြီးခဲ့ပြီးမွန်ပြည်နယ်ရေးမြို့နယ်မှာတော့ဇူလိုင်လ28ရက်ကမိုးတဲထန်စွာရွာသွန်းခဲ့တဲ့အတွက်ရေကြီးခဲ့ပြီးဒုက္ခသည်တွေကိုစခန်း၄ခုဖွင့်လှစ်ပေးထားရတယ်လို့သိရပါတယ်ခင်ဗျာ။အီဂျစ်နိုင်ငံမှာတော့အီဂျစ်သမ္မတဟောင်းမော်စီကိုထောက်ခံဆန္ဒပြနေတဲ့တပိတ်ကိုဖြိုခွင်းဖို့အတွက်ဂျားဖြတ်အစိုးရကရဲတပ်ဖွဲ့ကိုဒီကနေ့အမိန့်ပေးလိုက်ပါတယ်။ကိုင်ရိုမြို့မှာရှိတဲ့နေရာ2ခုမှာထိုင်တပိတ်ဆင်နွှဲနေတဲ့မွတ်စလင်ညီကိုတော်များအဖွဲ့ကတော့ဇူလိုင်လ3ရက်နေ့မှာယာရုကနေဖြုတ်ချခံထားရတဲ့သမ္မတဟောင်းမော်စီကိုယာထူးပြန်အပ်တဲ့အထိဆက်ပြီးဆန္ဒပြတာကလွဲလို့တခြားရွေးစရာမရှိဘူးလို့ဆိုပါတယ်။နောက်ထပ်ထိတ်တိုက်တွေ့မှုတွေဖြစ်လာနိုင်တဲ့အခြေအနေမှာအမေရိကန်ပြည်ထောင်စုကလည်းလွတ်လပ်စွာစုရုံးခွင့်ကိုလေးစားဖို့အီဂျစ်အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။အီဂျစ်ပြည်ထောင်စုဝန်ကြီးကလည်းထိုင်တပိတ်ကိုတဖြည်းဖြည်းချင်းလူစုခွဲသွားမယ်လို့ဆိုပါတယ်။ဒီတော့အတွင်းမှာပဲသမ္မတဟောင်းမော်စီကိုတွေ့ခွင့်ရတဲ့အာဖရိကသမ္မတကိုယ်စားလှယ်အဖွဲ့နဲ့ EU ရဲ့နိုင်ငံခြားရေးမူဝါဒဝန်ကြီး Catherine Ashton တို့ကသမ္မတဟောင်းမော်စီဟာကျန်းကျန်းမာမာရှိနေတယ်လို့သတင်းထုတ်ပြန်ထားပြီးသူ့ကိုဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကတော့ဘယ်သူမှထုတ်မပြောထားကြောင်းပါခင်ဗျာ။ Australia နိုင်ငံမှာရှိတဲ့ Green နိုင်ငံရေးပါတီကပြည်ပကဒုက္ခသည်စခန်းတွေမှာနေထိုင်နေပြီးကုလသမဂ္ဂကဒုက္ခသည်အဖြစ်တရားဝင်သတ်မှတ်ထားတဲ့ဒုက္ခသည်အယောက်3000ကိုနှစ်စဉ်လက်ခံသွားမယ်လို့ကြေညာခဲ့ကြောင်း ABC သတင်းကဖော်ပြထားပါတယ်။ Australia အစိုးရကအခုလောလောဆယ်ပြည်ပကဒုက္ခသည်အယောက်2000ကိုနှစ်စဉ်လက်ခံနေတာဖြစ်ပြီး Green Party ကသူတို့သာအစိုးရဖြစ်လာမယ်ဆိုရင်နှစ်စဉ်ဒုက္ခသည်အယောက်3000လက်ခံသွားမယ်လို့ပြောလိုက်တာဖြစ်ပါတယ်။ Green Party ရဲ့ policy အရခေါ်ယူမဲ့ဒုက္ခသည်3000ထဲမှာအာရှပစိဖိတ်ဒေသတွင်းကဒုက္ခသည်1000ပါဝင်မယ်လို့ပြောပါတယ်။အဲ့ဒါအပြင်အင်ဒိုနီးရှားနိုင်ငံမှာကုလသမဂ္ဂကနေဒုက္ခသည်စီစစ်မှုတွေပြုလုပ်နေတဲ့အတွက်အဲ့ဒီလုပ်ငန်းကိုကူညီဖို့အတွက်ဒေါ်လာသန်းပေါင်း80ပေးသွားမယ်လို့လည်း Green Party ရဲ့ခေါင်းဆောင် Christine Mell က policy အသစ်ကိုကြေညာခဲ့ပါတယ်။အဓိကအတိုက်ခံပါတီဖြစ်တဲ့ညွန့်ပေါင်းပါတီကတော့နှစ်စဉ်ဒုက္ခသည်14000ပဲလက်ခံမယ်လို့ပြောနေပါတယ်။ Australia နိုင်ငံကိုလှေတွေနဲ့ခိုးဝင်လာတဲ့ခိုလုံဝင်တောင်းသူဦးရေတနေ့တခြားများလာတဲ့အတွက်ပြည်ပနိုင်ငံကဒုက္ခသည်စခန်းတွေမှာနေထိုင်ရသူတွေကိုပုံမဦးစားပေးခေါ်ယူဖို့စီစဉ်တဲ့သဘောဖြစ်နေပြီးလေတွေနဲ့ရောက်ရှိလာသူတွေကိုတော့ပါပူဝါနယူးဂီနီနိုင်ငံနဲ့နော်ရူကျွန်းနိုင်ငံတို့မှာဩစတြေးလျအစိုးရကပို့ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာဒီကနေ့အတွက် Arvision မြန်မာပိုင်းသတင်းအစီအစဉ်ဒီတင်ပဲပြီးဆုံးပါပြီကိုစိတ်နှဖျားရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ